အမိုက်လုံးတင်ရမယ်ရွှေထက်တန်ဖိုးကြီးတော့အရာများနံပါတ်1ဝေလာ9အမ်ဖက်အမဂရစ်ပထမဆုံးတစ်ခုကတော့ပင်လယ်ထဲမှာမျောနေတဲ့အမဲရောင်အတုံးခဲကြီးတွေကိုပြောတာဖြစ်ပါတယ်သူရဲ့အပြင်ကရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်ဘာမှမဟုတ်တဲ့အမိုက်တာပါပဲဒါပေမဲ့ဒါကိုတင်တော့ကအမိုက်လို့ထင်သွားရင်တော့တင်တော့မှားတော့ပါပြီအမိုက်လုံးဝမဟုတ်ပါဘူးအမ်ဘဂရစ်ဆိုတာတမုတ်တရားရဲ့ရွှေပြိုလို့တောင်တင်စားခေါ်ကြတဲ့အလွန်ရှားပါပြီးတန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် Spanwell လို့ခေါ်တဲ့ဝေလာ9ကြီးရဲ့အစာအိမ်ထဲကထွက်လာတဲ့အညစ်အကြေးတစ်မျိုးဖြစ်ပြီးအရွှေထက်တန်ဖိုးကြီးတယ်ဆိုပြီးနာမည်ကြီးပါတယ်။အားကြောင့်ရွှေထက်တန်ဖိုးကြီးနေရတာလဲဆိုရင်ကမ္ဘာထိပ်တိုင်းရေမွေးထုတ်လုပ်တဲ့ကုမ္ပဏီတွေကဒါကိုအသုံးပြုကြရလို့ပါ။ဥပမာ Chanel တို့ Dior တို့လိုမျိုးပေါ့။ Ambergris ထဲမှာပါဝင်တဲ့ Ambrane ဆိုတဲ့တပ်ပေါင်းကရေမွေးရဲ့ရနံ့ကိုအကြာကြီးခံနိုင်ရှိအောင် fix တဲ့အဖြစ်လှုပ်ဆောင်ပေးနိုင်တယ်လို့သိရပါတယ်။ဒီတော့လည်းပင်လယ်ကမ်းခြေနားတွားရင်မျက်စိရှင်ရှင်လေးထားကြပါလို့ပြောချင်ပါတယ်။ဒီပဲကြီးနဲ့အတုံးခဲဆိုရင်တော့ကောက်တာယူထားလိုက်ကြပါလို့ပြောချင်ပါတယ်။နံပါတ်1 electronics အမိုက်များ e-waste ဖုန်းစုပ်တွေဝယ်တယ်ဖုန်းစုပ်တွေဝယ်တယ် ဖုန်းစုပ်တွေဝယ်တယ်ဆိုတဲ့အတန်ကိုတော့လူတိုင်းကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်ဖုန်းစုပ်တွေဝယ်တယ်ဆိုတာအားနေလို့ဝယ်နေကြတာမဟုတ်ပါဘူးလူတွေလွတ်ပစ်လိုက်တဲ့ဖုန်းစုပ်တွေကွန်ပျူတာဟောင်းတွေထဲမှာရွှေငွေပလက်တီနမ်နဲ့ဘာလီဒီယန်တို့ပါဝင်နေတဲ့အတွက်ကြောင့်ဖုန်းစုပ်တွေကိုပြောင်းဝယ်နေကြတာပဲဖြစ်ပါတယ်ဒါတွေဟာရွှေထက်တန်ဖိုးကြီးတယ်လို့လည်းဆိုထားကြပါတယ်ရွှေတင်းတွင်းကထွက်တဲ့ရွှေထက် electronic အမိုက်ကနေထုတ်ယူရရှိတဲ့ရွှေပမာဏကပိုများနေတတ်တယ်လို့သိရပါတယ် smartphone အလုံးပေါင်း4000ကနေရွှေ1 kg နီးပါးအထိပြန်ထုတ်လို့ရတယ်လို့ဆိုတာကြပါတယ်ကျွန်တော်လည်းငါမှာဖုန်းစုပ်လေးပဲရှိတယ်ဆိုပြီးအားမငယ်ပါနဲ့ဖုန်းစုပ်လေးတထေးရုပ်ပေါက်လေးပါပဲဒီလိုတငယ်ချင်းတွေထဲမှာဖုန်းစုပ်လေးတွေကင်ထားတာတွေ့တယ်ဆိုရင်ခုကတည်းကတေချုပ်ထားလိုက်ကြပါလို့ကြံပေးချင်ပါတယ်နံပါတ်3ကီမီကောက်အစိတ်ကီမီကောက်လို့ပြောလိုက်ရင်အမီကောက်နဲ့မဲအောင်ကောင်ကိုပဲပြင်းမြင်ကြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ပါတယ်အဲ့ဒါပါပဲဒီကီမီကောက်တွေဟာလူတွေကိုအန်ဒီရဲ့ပေးနိုင်တဲ့အစိတ်ရည်ရှိတယ်ဆိုလဲလူတိုင်းသိကြလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီကောင်ကြီးရဲ့အစိတ်ရည်တွေဟာရွှေထက်တန်ဖိုးကြီးနေလိမ့်မယ်လို့တော့လူတိုင်းထင်မိကြမှာမဟုတ်ပါဘူးဒီအစိတ်ရည်တွေဟာဈေးပညာလောကအတွက်အလွန်တန်ဖိုးရှိတယ်လို့တိတ်ပညာရှင်တွေကဆိုကြပါတယ်အဓိကတော့ကင်ဆာရောဂါကုသမှုနဲ့အာယုံကြောခွဲစိတ်မှုတွေမှာအများဆုံးတုံ့ပြုကြတယ်လို့သိရပါတယ်ကီမီကောက်စိတ်ရည်တွေကိုထုတ်ယူရတာအလွန်ခက်ခဲပြီးတစ်ချိန်ထုတ်ရင်ပမာဏနှဲငယ်တာထုတ်ယူရတဲ့အတွက်ကြောင့်တက္ကလန်ကိုအမေရိကန်ဒေါ်လာ39တန်ဝန်းကျင်အထိဈေးရှိတတ်တယ်လို့သိရပါတယ်ကြည့်ရတာကျွန်တော်တို့လည်းရွှေထက်ကီမီကောက်စိတ်ရည်တွေကိုပဲလိုက်စုရတော့မဲ့ပုံပေါက်နေပါတယ်ဒီလိုလည်းရွှေစုမဲ့အစားကီမီကောက်စိတ်ရည်တွေကိုပဲလိုက်စုကြပါလို့ပြောချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲအားလုံးကိုကျေးဇူးများတင်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့လူအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နေထားဖို့ကျွန်တော်ပြောချင်ပါတယ် Facebook မှာကြည့်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့ကျွန်တော်ပြောချင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ပါမယ်အားလုံးပဲဒီနေ့တော့တလောက်ပါပဲအားလုံးပဲ bye bye ပါ